Hebrew bada saka option sono Hebrew bada saka option sono Elohim amya kengu jindu na chite amya ken dia kaung ke ne ni chi so de akha ma le ai lai jam ma heavens era s ba le ai tai me Elohim so de akha maအများကြီးကိုရည်ညွှန်းတာဖြစ်တယ်တဲ့ပြီးတော့မနေ့ကစာလာအခန်းကြီး1မှာ16မှာခဏလေးပြန်မှတ်ကြရအောင်အစဦး၌ဘုရားသခင်ကြီးကောင်းကင်နဲ့မြေကြီးဖန်ဆင်းတယ်တဲ့ပြီးတော့ဆရာကောင်းကင်ကထာဝရဘုရား၏ကောင်းကင်ကထာဝရဘုရားသခင်၏ကောင်းကင်ဖြစ်တယ်ဆိုလိုတာအမြင့်ဆုံးတကယ်အမြင့်ဆုံးကောင်းကင်ကထာဝရဘုရားသခင်ရဲ့ကောင်းကင်ဖြစ်တယ်တဲ့ဒါပေမဲ့ပရတိတုဘုံကတုံထပ်မှာရှိတယ်ဒါကပရတိတုဘုံကဘယ်သူရောက်ဘူးလဲရှင်ဘောလူကိုယ်တိုင်ရောက်ဘူးတဲ့ဒါပေမဲ့အဲ့ဒီရောက်တဲ့အခါမှာခန္ဓာပါမပါမသိတဲ့ဘုရားသခင်တာတိတဲ့အဲ့ဒီကြမ်းချက်ကဘယ်မှာရှိလဲမင်းဒီကောခန်းကြီးစနေအခန်းငယ်တော့၄ရောက်မှာကျွန်တော်ကြည့်ရအောင်အဲ့ဒီပရိသတ်တုဘုံမှာပဲမရှိလဲကောင်းကင်တုံးထမြောက်မှာရှိတယ်တဲ့ပြီးတော့အဲ့ဒီတကယ်ဘုရားတကယ်ဇာယာဇပလင်ကြီးရဲ့နေရာကဘယ်မှာလဲအမြင့်ဆုံးတကယ်အမြင့်မားဆုံးကောင်းကင်ဘုံမှာရှိတယ်တဲ့ပြီးတော့မြေကြီးကတော့လူသားတွေကိုပြီးတယ်တဲ့ထားတယ်တဲ့ပြီးတော့ဒီမှာကျွန်တော်တို့Elohim ဆိုတဲ့အခါမှာသူကဘုရားသခင်ကဘယ်မှာရှိလဲဘယ်မှာကြီးရှိလဲကောင်းကင်ဘုံမှာပဲရှိတယ်ကောင်းကင်ဘုံဘယ်နေရာမှာရှိလဲအမြင့်ဆုံးသောကောင်းကင်ဘုံမှာရှိတယ်အဲ့ဒီအမြင့်ဆုံးသောကောင်းကင်ဘုံကဘာလဲဆိုတော့ဝိညာဉ်လောက spiritual realm ဆိုတာထာရရမ်ဝိညာဉ်လောကနာမမြင်နိုင်တဲ့အရာကိုနာလို့ခေါ်တယ်နော်နာဝိညာဉ်လောကပြီးတော့မြင်နိုင်တဲ့အရာတွေ့နိုင်တဲ့အရာရုပ်လောကဆိုတာကျွန်တော်တို့ရုပ်လောကကမြေကြီးဖြစ်တယ်နာမ်လောကကကောင်းကင်ဖြစ်တယ်ကောင်းကင်မှာဘုရားသခင်ကဆာမြန်းတဲ့အခါမှာဒီမှာကောင်းကင်ဘုံမှာဘုရားသခင်ကတည်ရှိတယ်ရာဇပလင်ကြည်တယ်လို့ပြောတဲ့အခါမှာဒီမှာခဏလေးပြန်ဖတ်မယ်ဆိုတော့ကောင်းကင်ဘုံမှာရှိတဲ့ဘုရားကခမဲတော်ဘုရားတပါးဟုတ်တယ်နော်ခမဲတော်တပါးပြီးတော့ဒုက္ခပတ်တော်တပါးဝိညာဉ်တော်တပါးအနေနဲ့တည်ရှိပြီးတော့သူတို့က3ယောက်လား3ဦးလားလုံးတပါး3ခဏလေးဒါ3ယောက်လား3ဦးလားအလုံးပတ်ကြရအောင်သုံးချီလေကောင်းကင်ဘုံ၌မြေတော်တပါးဒုက္ခတော်တပါးတရှိတော်ဝိညာဉ်တော်တပါးတိတ်တိတ်ခံပါတာရှိသူတို့ပါတို့ဒီသူတို့ပါဒီဖြစ်တော်မူ၏ဘာလဲနှလုံးတော်ဝတီးဆိုနှလုံးတော်ဝတီးဆိုတာဒါ1တူတရား
လို့ပြောရမလားအင်္ဂလိပ်လိုတော့ one လို့ခေါ်တယ်နော်ပြီးတော့coffee mix ဒီမှာဘယ်လိုရေးလဲဟမ်ဟုတ်ကဲ့3 in 1ဆိုတာတရားဘယ်လိုပြောတယ်လဲဆိုတော့ coffee တစ်ထုပ်ကဗလဲ3ခွက်နဲ့ဖြုံနိုင်တယ်အဲ့ဒီပဲပြန်ဟုတ်လား coffee တစ်ထုပ်က3ခွက်ဖြုံနိုင်တယ်လို့ဆိုလိုတာဖြစ်တယ်တဲ့ဟုတ်တယ်လားမဟုတ်ဘူးအဲ့ဒီတတိယဘာ coffee တစ်ထုပ်ထဲမှာဘာရှိလဲကြား Coffee soda. ဆိုတာလေးပါတယ်ဟုတ်လားထားလိုက်ပါတော့ခမဲတော်တပါနှုတ်ကပတ်တော်တပါဝိညာဉ်တော်တပါဘယ်နည်းနည်းကျေချက်ပြီးတော့ပြောပြီးပြီဓမ္မဟောင်းခက်တုံးကဘုရားသခင်ကကောင်းကင်မှာတည်ရှိတဲ့အခါမှာခမဲတော်ဟုတ်တယ်နော်ခမဲတော်တပါနှုတ်ကပတ်တော်တပါဝိညာဉ်တော်တပါရှိတယ်ဒါပေမဲ့ဓမ္မတိကျမ်းမှာတော့နှုတ်ကပတ်တော်အနေနဲ့မတည်ရှိတော့ဘဲနဲ့အားတော်အနေနဲ့ရှိတယ်အဖြစ်လုံးနဲ့နှုတ်ကပတ်တော်ကလူဇာတိကိုခန္ဓာပြီးတော့ခမဲနှုတ်ကပတ်တော်ကအားတော်အနေနဲ့တည်ရှိတယ်အဲ့ဒီအားလုံးနားလည်နိုင်အောင်နော်အဲ့ဒါမင်းကကျွန်တော်အခြေအနေကပြောပြီးပြီအဲ့ဒီတော့ဒီကကျွန်တော်တို့အရာခက်တဲ့ဘယ်ကနေစတာလဲဆိုတော့ကောင်းကင်ကနေစတာဖြစ်တယ်ဝိညာဉ်လောကကနေစတာဖြစ်တယ်ကောင်းကင်မှာဘယ်သူတည်ရှိတယ်လဲဆိုတော့ဖခင်သခင်တည်ရှိတယ်ဖခင်သခင်ကဘယ်သူလဲလို့မိခွန်းထုတ်เสียလေးရှိတယ်ဒါပေမဲ့ရှင်ယောဟန်အခန်းကြီး၄အခန်းငယ်24မှာဘုရားသခင်ကြီးနာဝိညာဉ်ဖြစ်တော်မူတယ်အဲ့ဒါကြောင့်ဘုရားသခင်ကကောင်းကင်မှာစံမြန်းပြီးတော့သူကရုပ်လောကရုပ်အနေနဲ့မကြည့်ရှိပဲနဲ့နာဝိညာဉ်အနေနဲ့ကြည့်ရှိတာဖြစ်တယ်နာလောကဝိညာဉ်လောကကနာလောကအားလုံးကိုကောင်းရုပ်လောကအားလုံးကိုကောင်းဖြစ်စေပြီးတော့ထိန်းချုပ်တာဖြစ်တယ်အဲ့ဒီကြောင့်ဘယ်အရာကပိုကြီးမြတ်ပြီးတော့ဘယ်အရာကတကူရှိတယ်လဲဆိုတော့ရုပ်လောကကတကူပူကြီးဘူးနာလောကဝိညာဉ်လောကကတကူကြီးတယ်အရာကတိထောက်ခံဝိညာဉ်လောကခွန်အားရှိလာတဲ့အခါမှာတကူရှိလာတဲ့အခါမှာနာလောကအားလုံးကပြောင်းလဲသွားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကျွန်တော်ကိုဖန်ဆင်းတဲ့အခါမှာခဏလေးထားဒါပြန်ပြောမယ်ဘုရားသခင်ကအစအဦး၌ကောင်းကင်နဲ့မြေကြီးဖန်ဆင်းပြီးတော့သူကကောင်းကင်မှာသူရဲ့ရာဇပလင်ကြီးနဲ့ပြီးတော့ပါရိတိတုဘုံတရားထမှာရှိတယ်ပြီးတော့မြေကြီးကလူသားတို့ကိုပေးတယ်တဲ့အဲ့ဒီလူသားဘုရားသခင်ဖန်ဆင်းတဲ့လူသားတွေကိုလောကမှာထားတာဖြစ်တယ်နောက်ပိုင်းမှာကျွန်တော်တို့ထောက်ကတော့ဒီလက်ခမှာနားလေအောင်နားတဲ့နိုင်အောင်သူပြောမယ်ဘုရားသခင်ပေးတဲ့အရာကလူသားတွေပေးအပ်တဲ့အရာကကောင်းကင်ဘုံမဟုတ်ဘူးမြေကြီးပဲဖြစ်တယ်အဲ့ဒါဘုရားသခင်ရဲ့အကြံစီတော်ဆိုရက်နေရာမှာနေတဲ့ဘက်မှာဒါပြီးရင်ကျွန်တော်ဆက်လိုက်မယ်အဲ့ဒီတော့ဘုရားသခင်ပေးတဲ့အရာကကောင်းကင်ဘုံဂတိပေးတဲ့အရာကအနည်းနဲ့အလူသားကြီးအတဲ့အရာကကောင်းကင်ဘုံမဟုတ်ဘူးဗါလဲကြီးအပိုင်ပေးတာဖြစ်တယ်ကျွန်တော်ခရစ်ယာန်လောကမှာတချို့ကြီးကကောင်းကင်ဘုံအကြောင်းကြီးပြောပြီးတော့နားမလည်တဲ့လူကအများကြီးရှိတယ်
လူတွေကစိတ်လေးတောက်တယ်ရေးကြတယ်စိတ်လေးဘာလို့တောက်လဲကောင်းကင်ရှုံးပါလေဘုရားသခင်ကကောင်းကင်ကိုယဉ်မှုပြီးတော့တတိပေးတာဘယ်ချင်းလေးဟိုရင်ကပ်ဖြစ်တော့ခါနာပန်းနာကိုရင်ကပ်ဖြစ်အာဒမခါနပန်းနာအဟမ်နာကိုရင်ကပ်နောက်မှလည်းနားလည်အောင်တော့ပြောပြမှာဖြစ်တယ်အရာခဏကဘယ်ကနေလာတာလဲဝိညာဉ်လောကဖြစ်တယ်အရာခဏကဘယ်ကနေဖြစ်လာတာလဲစလာတာလဲဝိညာဉ်လောကနဲ့စလာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဝိညာဉ်လောကတကူချီတည်၍ဒီအရာအားလုံးကပြောင်းလဲနိုင်မှာဖြစ်တယ်ဘယ်တော့ကဘာဦးကြခန်းကြီးတဲ့အခန်းနဲ့26အလုံးဖတ်ကြအောင်နော် စပါးရည်ကအာရုံပုံက ဒီခဏလေးနော်ဒီဘာဖတ်ကြအောင်โอเคဒီမှာပဲကြည့်မလားဖုန်းပဲကြည့်မလားဒီနေ့တော့ငါတို့ပုံတံနဲ့အကြီးဗါလဲလေငါပုံတံလို့ပြောတာဗါလဲအာငါတော့လဲနဲ့ငါတို့သွားအောင်ကျွန်တော်သွားရအောင်သူလားဘာလို့ငါတို့လို့ပြောတာလဲဝီလို့ပြောတာလဲခမဲတော်တပါနောက်ကပတ်တော်တပါတန်ရှင်တော်ဝိညာဉ်တော်တပါကတလုံးတဝကြီးတဲ့သဘောတူလေဘာလို့ကြအောင်ဘာဖန်ဆင်းကြအောင်လဲလူကိုဖန်ဆင်းကြရအောင်အလုံးသဘောပေါက်ကြတော့မှာဟုတ်တယ်နော်ဘယ်သူကြလဲခမဲတော်နဲ့နှုတ်ကပတ်တော်နဲ့တန်ရှင်တော်ဝိညာဉ်တော်တွေဟာတဘောတူမြင်စွာနဲ့မြစ်တင်းထိုင်ပြီးတော့အစီဝေးထိုင်ပြီးတော့ဆုံးဖြတ်ချက်ချတယ်။ဘာကိုဖန်ဆင်းမလဲတဲ့လူကဖန်ဆင်းမယ်တဲ့။အဲ့ဒီလူဆိုတဲ့အခါမှာတဲ့မင်းဆိုတာယောက်ျားကိုဆိုလိုတာမဟုတ်ဘူး။လူအလုံးမတည်းရအောင်ဆိုတော့ခွေးရလာစရာထားပြမလို့ဟုတ်တယ်နော်လူဆိုတဲ့အခါမှာလူယောက်ျားလည်းလူမိန်းမလည်းပါတယ်လူဆိုတဲ့အခါမှာမဲလို့ပြောတဲ့အခါမှာလူယောက်ျားတယောက်ကိုပဲရည်ညွှန်းတာမဟုတ်ဘူးလူမိန်းမလည်းအားလုံးညွှန်းတာဖြစ်တယ်တဲ့ဒါလူဆိုတဲ့အခါမှာလူဆိုတဲ့နေရာမှာအတိတ်ကကြတော့ spirit ဆိုတဲ့ winning ကိုဆိုလိုတာဖြစ်တယ်ဘယ်တော့ species လို့ခေါ်တဲ့မျိုးစေ့နဲ့မျိုးစေ့ကဘာပါလဲအတူတူပဲလားဒါ species ဆိုတာမျိုးစေ့လို့ဒီလိုပဲပြောတယ်စိတ်ရှိပါဘူး ဟုတ်လား ဒီထက်ချမ်းစိတ်ကရှိတော့ဘူး ရှိလားဗျာ ဒီမှာစကလုံးမှာဟုတ်ခဏလေး dictionary ကြည့်ပေးပါ မျိုးစီဖြစ် news yeah species ခဏလေးကြည့်ပေးပါအင်္ဂလိပ်စာရှိတယ်ဒီလိုပုံစံရေးထားတယ်ဒီလိုပဲလားအားကောင်းတယ်ခဏလေးအပိနေကကြည့်ကြပါဦးဘယ်ကနေဒီမှာspecies ဆိုတာဒီမှာမျိုးစိတ်ဆိုတာအဲ့လိုရေးထားတယ်
ဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်လည်းဒီညလေးအကြောင်းတက်တာမဟုတ်ဘူးဆိုတော့နော်စမ်းစာတင်နေတယ်ဆိုတော့ music နော် music ကဘာလဲဆိုတော့ပွားနိုင်တယ်ပွားနိုင်တယ်ဟုတ်တယ်နော်ပွားများတတ်တဲ့အမျိုးဖြစ်တယ် music အမ်ချီနော် music ပွားများတတ်တယ်လူကဘုရားသခင်ကလူအာရန်ကိုလူဖန်ဆင်းတဲ့အခါမှာဒါဝါများတတ်အောင်သူကလုပ်တာဖြစ်တယ်ဒါချက်ကောင်းတဲ့တစ်ခုကကျွန်တော်တို့ဟန်တာဖို့အကောင်းဆုံးကတော့လူဆိုတဲ့နေရာမှာဝိညာဉ်ကိုဆိုတာဖြစ်တယ်ဝိညာဉ်သင်ကိုယ်တိုင်ကဝိညာဉ်ဖြစ်တယ်လူသားတကယ်အစမှန်ကြတော့ဝိညာဉ်ဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကခန္ဓာနဲ့မကြည့်ရှိဘူးဒါပေမဲ့လူအားလုံးဝိညာဉ်ကခန္ဓာရှိတယ်အဲ့ဒါကြောင့်လူသားဆိုတာ human ဒီနေရာမှာ humus ဆိုတဲ့နေရာမှာ humus ဆိုတာဘာလဲဆိုတော့ခန္ဓာရှိတယ်ခန္ဓာရှိတယ် human ဆိုတာဒီမှာခန္ဓာရှိတဲ့ဝိညာဉ်လို့ပြောတယ်အဲ့ဒါကြောင့်လူသားတွေအားလုံးကကျွန်တော်တို့အထဲမှာဝိညာဉ်ရှိပြီးတော့ဝိညာဉ်ရဲ့အိမ်ကျွန်တော်တို့ခန္ဓာရှိတာဖြစ်တယ်ဒါကို human လို့ခေါ်တယ်လူသားခန္ဓာရှိသောဝိညာဉ်လို့ခေါ်တယ်ဒီမှာအင်္ဂလိပ်ကိုမှန်လားမမှန်ဘူးလားမသိဘူး human being ဆိုတဲ့နေရာမှာလူသားအားလုံးကိုဘုရားသခင်ဘယ်လိုခေါ်ဖို့သမုတ်တယ်လဲဆိုတော့အာဒံလို့ခေါ်တယ်လူမင်းမလည်းပဲအာဒံဖြစ်တယ်ဟုတ်တယ်နော်ပြီးတော့လူယောက်ျားလည်းပဲအာဒံဖြစ်တယ်ကပ္ပဦးကျအခန်းကြီး1အခန်းငယ်အခန်းကြီး9အငယ်1မှာကျွန်တော်တို့ဖတ်ကြအောင်ကနေဖတ်ကြအောင်အာရဏိသာသမိစေစိန်လူကလူကိုပါစင်တော်မူသောကာလ၌မိမိကိုယ်တိုင်နဲ့အညီဘုရားခင်ဆန်းတော်မူ၏လူယောက်ျားလူမိန်းမကိုဖန်ဆင်း၍ကောင်းချီးပေးတော်မူ၏ဖန်ဆင်းတော်မိန်းမရဲ့သူတို့ကိုအာဒံအမည်ဖြင့်မဲ့တော်မူ၏လူယောက်ျားလည်းပဲအာဒံလူမိန်းမလည်းပဲအာဒံဟုတ်လေကြားလို့ကြတယ်မလားနည်းနည်းမြည်ကြမှာမဟုတ်လူအာဒံပေါင်းအာဒံဒီတော့ပတ်စီတဲ့အားမရှိအဲနာမည်ပေးရဖြစ်အဖြစ်တော့ကကျွန်တော်တို့ခန္ဓာကိုယ်ကဘုရားသခင်ကမြေမဟုတ်ကိုယူပြီးတော့ပုံဖော်တာမနေ့ကကျွန်တော်ပြောပြီးပြီ form လို့တာဖြစ်တယ် form ပုံသွင်းတာဖြစ်တယ်တကယ်ကြတော့ကျွန်တော်တို့အထဲမှာရှိတဲ့ဝိညာဉ်ကြတော့ဗါလဲဖယားသခင်ရဲ့ပုံတံတော်နဲ့အညီဖန်ဆင်းတာဖြစ်တယ်ရှင်ယောဟန်အခန်းကြီး4အခန်းငယ်24မှာဖယားသခင်ဒီနာဝိညာဉ်ဖြစ်တော်မူတယ်ဘုရားသခင်ရဲ့ပုံစံနဲ့ညီအောင်တရားဒီဖြစ်အောင်ဖန်ဆင်းတာကခန္ဓာကိုယ်မဟုတ်ဘူးကျွန်တော်တို့ရဲ့အတော်ဝိညာဉ်ဖြစ်တာဖြစ်တယ်ဒီကောလုံးဖုန်းနဲ့ကောလုံးတော့ရအမလေးကြားလို့မကောင်းဘူးဒါပေမဲ့ဒီနားဆိုတော့နည်းနည်းဒီစရာမောစရာဖြစ်အောင်ပြောမယ်ဆိုတော့ဘုရားသခင်ကဘာလဲသူရဲ့ကရိယာမရှိဘူးသူက
know, may my Griani, Yotali, Griani, do Mamshiku, do a Kanan and in it. Matishi Rene, Boko to Utia and in a Gishi, Naga, Winnie and in a Gishi. But you know, when you meet nothing, Nipumo, I'm the wicker, Ning how Pianica now when you sit at the top, do you point the done and me has in our general winning shit. General winning Jaro, Duma, your Jali Griadi, Ningly Griadi Mabao, but now winning shit. And yes, I'll be as an all, yes, man. I could not to know your be a diamond. Now winning God, now loga, yoke loga, Michi ah logo, choke and below, young yes in night. General winning Jaro, attack on me and Lare. Jabaman, Tino Kana Jaro, Nijiane, Namochide. And you the job. General Kana lose in Sanane at Wickhorne, a tight net. Come in my same the line to know winning a tighting up a tongue, General Kana Jaro, you loga Jaro, General Kana Jaro, Yamandi, Naidi, below overside Kong Kong, Hima swear below Hima come to. Nagati no, Katia Kama, Kanaguacha, Hanabapan, Yachila. Hit me hand and look at government. Jerusalem, Jerusalem. To me, hit me a council. What son? I am by a side. General Kanagucharo, a son to eat it. Swing way, we see that general opinion needed, Tisha needed, or needed, Tima. General Kana Ujaro, 1 milk day. That meant to know winning and doing in Jaro by trauma. He did mention woman young. Absolutely, to attack got the new version. Galati Jazare Malay. To know winning and the general Kana, yeah. Ballet, attack the Hachija. And if the General General winning, Publo Asatuya, General Kana, where a Sapulo Chuyama, since I sing now, the Gallison Nabu. General Kana will pupil Archie, General winning up young lemon, General winning young lela, a kama, General Kanadi, long up young lela. And if the job, General winning and winning. Sapi biro, at the shallow she name, General Kanabu, Loma, General Pawati, Loma, Amen. We are taking a low piece of no, Kanago, don't you below, Pawati, Alu, young message in a hobu, a doing winning nine, a sap blue biro, Pawati the cool, low, young and looked at the pay at the Kim Amen. Sarangaro. General Kanani, a don't you grow a tanky. Baby, swear sound below, a doing winning, Chessy out, me and Jancy up it. Piano Genzaro, the Luda winning man, you below, General Kanaba teacher to know, but waiting to the local loop, young Leslie, Nina, a little bit. I get the job to know at that. Say on here, say shit, don't say, Lee say, Chow say, to know my say, Joby. I don't give back a sabu trader, to know Kana at the bear, yoga and below. Listen that me up. The Kana Alube like yoga at the Shina, since I'm watching that. Hallelujah. Amen. Hallelujah. Amen. You know, Jano, I just talk. More than Pania, Bobby Mana, and then the belly in the belly. I meant to know wing ya, a Samayabu.
ကျွန်တော်ဝိညာဉ်အစာပါအဖြစ်ကျွေးမယ်လေနှုတ်ကပတ်တော်တန်ရှင်တော်ဝိညာဉ်တော်ဘုရားသခင်ချစ်ခြင်းမေတ္တာဒါဒီလိုအပ်တယ်ကျွန်တော်ဝိညာဉ်အစာမကျွေးဘဲနဲ့ဘယ်နဲ့နှစ်တိုင်တဲ့အသက်ရှင်ခဲ့ပြီလဲအဲ့ဒါကြောင့်ကျွန်တော်တို့ရောင်းနေတာဖြစ်တယ်ကိုရီးယားဆရာဒေါက်တာထိုမတ်ဝွန်ကဘလို့ပြောတယ်လဲဆိုတော့တင်းရဲ့ဂျေတီကဒီမှာတော့ဂျေတီမရှိဘူးဂျေတီကတရားနဲ့အပေါ်နဲ့အောက်ကိုတတ်တာလားအောက်နဲ့အပေါ်တတ်တာလားဂျေတီတတ်တဲ့အချိန်အောက်ပါလေ ဟမ်အပေါ်နဲ့အောက်လားအောက်နဲ့ပေါ်လား အော်နဲ့စားရတယ် အောက်နဲ့စားပြီးတော့နည်းနည်းကျေတီးတက်မှားရင်တော့အားလုံးကမှားတယ်တဲ့ဟိုအောက်ကတက်တာမှားလို့ရှင်တော့အပေါ်ချိတယ်တက်ပေမဲ့မှားတယ်တဲ့အဲ့ဒီမှားတဲ့အသက်ကြောင့်အားလုံးပြန်ဖြုတ်ရမယ်တဲ့အဲ့ဒီတိုင်းပဲတဲ့အသက်တာထဲမှာတဲ့ဝိညာဉ်ပြောင်းလဲခြင်းကမစတည်၍တဲ့ဘဝအမြဲတမ်းမှားမယ်အဲ့ဒီအတွက်ကြောင့်ဝိညာဉ်ကလည်းပြောင်းလဲခြင်းကလည်းပြန်ဆက်လာကျွန်တော်တို့အတွင်းဝိညာဉ်ပြောင်းလဲဖို့ဘုရားသခင်ကကျွန်တော်ကိုရန်လဲပြီးတော့အခုခါပေးတဲ့အတွက်ကြောင့်ဘုရားရှင်နာမတော်တာလို့ကြည်ပါစေအာမင်ဟုတ်ပြီကျွန်တော်ဘုရားသခင်ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီဟန်စင်းနဲ့အရာကခန္ဓာကိုယ်ဟုတ်သေးဘူးကျွန်တော်ဝိညာဉ်ကဖြစ်တယ်ကျွန်တော်ဝိညာဉ်ပြောင်းလဲလို့ရှိရင်ကျွန်တော်ခန္ဓာပြောင်းလဲပြီးတော့ကျွန်တော်မိသားစုပတ်ဝန်းကျင်အတင်းတော်ဒီအားလုံးပြောင်းလဲလို့ဆိုတာဒီနေ့ပြောချင်တာဖြစ်တယ်ပြီးတော့ဒီမှာခမဲတော်အလုပ်လုပ်တဲ့အခါမှာနှုတ်ကပတ်တော်ကအသုံးပြုတယ်နှုတ်ကပတ်တော်အလုပ်လုပ်ပြီးတော့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်အလုပ်လုပ်တယ်ခဏလေးဒီမှာထိုးတော့မထိုးနေဘူးပေါ့နော်ခမဲတော်ကနှုတ်ကပတ်တော်ကိုစေဆွဲပြီးတော့လူစားခံစေတယ်ခရစ်တော်လို့အမည်ပေးတယ်သူ့မှာခန္ဓာပါလာတယ်လူဇာတိကိုခံလာတယ် became flesh အတွေ့အတားရှိလာတယ်နှုတ်ကပတ်တော်ကအတွေ့အတားရှိလာတယ်ဟိုးအထက်ကအရင်တုန်းကအတွေ့အတားမရှိဘူးနှုတ်ကပတ်တော်ကဒါပေမဲ့အတွေ့အတားရှိလာတဲ့အခါမှာလူရဲ့ပုံသဏ္ဍာန်အနေနဲ့ခန္ဓာကြီးပါလာတဲ့အခါမှာတခင်ဖြစ်တော်ရဲ့သူ့နာမည်ဘလို့အမြဲတမ်းခေါ်လေးရှိတယ်လဲဆိုတော့လူသားဖြစ်လာတဲ့အခါမှာသူရဲ့ခန္ဓာကြီးအားလုံးထူးဖန်ပြီးတော့ပြန်လည်ပြီးတော့အသက်ရှင်လာတဲ့အခါမှာသူကအတွေ့အတာရမရှိဘူးဒါပေမဲ့သူ့ရဲ့ခန္ဓာတော့ဝိညာဉ်ခန္ဓာအနေနဲ့ရှိတယ်လောကမှာခဏတာအသက်ရှင်တဲ့အခါမှာနှုတ်ကပတ်တော်ကဘယ်သူအတုံးပြုတယ်လဲဆိုတော့ရှင်မတဲ့အခန်းကြီး7နှစ်ခဏလေးရှင်မတဲ့အခန်းကြီး7နှစ်အခန်းငယ်28နေမမောကျန်ချက်တော့အဲ့ဒါမင်းအလုပ်ငကတိဆိုတဲ့ပေါ်မှာဒီမှာတော့အလုံးတော့မကြီးဘူးပေါ့နော်ဒါပေမဲ့မှတ်ထားတဲ့အခါမှာကျန်ချက်လေးမှတ်ထားကြပါမာဒီဘုရားသခင်ဝိညာဉ်တော်ကိုအပြည့်ပြု၍နတ်ဆိုးတို့ကိုဟင်းထုတ်ပြီးမာလီနဲ့တခင်ဖြစ်တော်ကဘာအဖြစ်နဲ့ဆိုဟင်းထုတ်ကြလဲဝိညာဉ်တော်အဖြစ်ဘုရားသခင်ကနှုတ်ကပတ်တော်စီဖတ်တဲ့အခါမှာနှုတ်ကပတ်တော်ကလူသားအနေနဲ့တည်တည်လာတဲ့အခါမှာဘယ်သူကလူဆောင်လာတယ်လဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ပဲဖြစ်တယ်။ရှင်မတဲ့အခန်းကြီး1အခန်းငယ်21ဘယ်သူဝဲနေမှတည်တည်လာလဲ
没容。你这个不好不？你别讲是讲嘞，那人啊讲的人不不弄。กูบอกสะจองนี่ไปสินค้าไปมันเนี่ยเปลี่ยนไม่รู้อารมณ์ของมันละสินค้ามันละบอกมันไอ้ละสินค้ามันก็จันเสร็จที่ไม่ได้จันไอ้เนี่ยเสร็จที่ไหนล่ะย้อนไปเอ็มไม่ได้เลย20လားဟုတ်အဆုံး20ဖတ်ကြအောင်သူတို့ကြံစီ၍နေစဉ်တွင်အင်းကိုမရနိုင်မှာဒါရဘုရားကောင်းကောင်းမှချေရှာ၍ဒါရောဒီလိုလောကအင်းဒီလိုမာရီဘူးဒီလိုကိုဆိုပြီးနေဤဒီအရှင်တော်ဝိညာဉ်ကြောင့်ပရိသေဆွဲတာဘယ်သူကြောင့်လဲဘယ်သူအားဖြင့်လဲရှင်တော်ဝိညာဉ်တော်အားဖြင့်ဖြစ်တယ်။ဒါကလူသားအနေနဲ့ပရိသေဆွဲခြင်းခံရတယ်ဘယ်သူစိတ်ထွက်တာလဲခမဲတော်ကစိတ်ထွက်တာဖြစ်တယ်။ခမဲတော်ကစိတ်ထွက်တာဘယ်သူစိတ်ထွက်တာလဲခေါင်းပတ်တော်ကိုစိတ်ထွက်တာဖြစ်တယ်။အရင်အမင်းကြတော့ခေါင်းပတ်တော်ကိုစိတ်ထွက်ပြီးတော့ဘာဖြစ်နေတယ်လဲလူသားဖြစ်စေတယ်အသွေးအသားတွေရှိစေတယ်ဒါကဘယ်သူကအသုံးပြုလဲသူအလုံးလုံးတော့မန်အမှုတော်ဆောင်တော့မယ်ဆိုပြီးတော့သူကဆုံးဖြတ်ချက်ချပြီးတော့ယဉ်နှင်းချင်းမင်္ဂလာခံလာတဲ့အခါမှာဘယ်သူကတရားအုပ်စိုးတယ်ဆိုတော့တိုင်ရှင်တော်ဝိညာဉ်တော်ကအုပ်စိုးပလိုက်တယ်ရှင်မတဲ့ခါကြီးလေးထိုအခါမာနဤစုံစမ်းတွေးဆောင်ခြင်းကိုခံစေမိကြောင်းဝိညာဉ်တော်သည်ယေရှုကိုတော်သို့ပို့ဆောင်တော်မူ၏ဘယ်သူကပို့ဆောင်တာလဲဝိညာဉ်တော်တကူအားဖြင့်ဝိညာဉ်တော်အားဖြင့်ဂရိတ္တိတည်ပြီးတော့ဝိညာဉ်တော်တကူကိုရပြီးတော့ဝိညာဉ်တော်အားဖြင့်အသက်ရှင်တာဖြစ်တယ်အဲ့ဒီတော့သူတို့ကအလုပ်လုပ်တဲ့အခါမှာအမြဲတမ်းတလုံးတဝက်ဒီအဲ့ဒါဘုရားသခင်ရဲ့ချစ်တီချင်းကိုအဲ့ဒါဘုံပေါ်ပေးတာဖြစ်တယ်ဟုတ်ပြီနမခိခါဘူးအကွေအလီဆောလောအဝက်စာဒီဟဲ့ကျေးဇူးတော်ပဲတကယ်ပဲအားလုံးအတန်ကောင်းကြတယ်တဲ့ဆိုတော့ကျွန်တော်လည်းဒီမှာဥဒ္ဒရာတန်ကောင်းနေချင်းနော်ဟုတ်ပြီအဲ့ဆိုတော့ဘုရားသခင်ရဲ့အကြံအစည်းတော်လို့ရေးမယ်ဘုရားသခင်ရဲ့အကြံအစည်းတော်purpose the will ဘုရားသခင်ရဲ့ဇာနာဘုရားသခင်ရဲ့ရည်ရွယ်ချက်ဘုရားသခင်ရဲ့အကြံစီတော်ဟုတ်ပြီဘုရားသခင်ကအရာခတ်တဲ့ဖန်ဆင်းရှင်ဖြစ်တယ်အရာခတ်တဲ့ဖန်ဆင်းတဲ့အခါမှာရည်ရွယ်ချက်ရှိပြီးတော့ဖန်ဆင်းတာဘုရားသခင်ကအရာခတ်တဲ့ဖန်ဆင်းရှင်ဖြစ်တယ်
အရာခက်တဲ့ဖန်ဆင်းတဲ့အခါမှာရည်ရွယ်ချက်ရှိဖန်ဆင်းတာဖြစ်တယ်ပြီးတော့ရည်ရွယ်ချက်ရှိနဲ့ဖန်ဆင်းပြီးတော့အဲ့ဒီရည်ရွယ်ချက်အားလုံးပြည့်စုံနိုင်အောင်အချိန်ကန့်သတ်ပေးတယ်အချိန်ပေးတယ်ဘုရားသခင်ကအရာခတ်တဲ့ဖန်ဆင်းပြီးတော့အဲ့ဒီအရာခတ်တဲ့သူ့အကြံစီတော်အတိုင်းလုပ်ပြီးတော့သူ့ရည်ရွယ်ချက်အတိုင်းလုပ်ပြီးတော့အဲ့ဒီရည်ရွယ်ချက်ပြည့်စုံနိုင်အောင်အချိန်ကန့်သတ်ပေးတယ်အချိန် limit ပေးတယ်ဒေသနာကျမ်းအခန်းကြီး3ကခလိုက်တော့အမကျမ်းတော့ခပ်တော့ခန်းနေကမြောင်းလာခေါ်လာဟာပန်ပွန်တုံဆိုကမ်းဟာပန်ကပွန်ကဟဲ့ဒီမနာဟဲ့ဒီလောဟန်နေဟုတ်ပြီanh phải chơi à? Khắc đi lo đồ đi mini đồ chỉ ok nó mua con cái này mua con cái ông này cha si đâm ra đồ anh đi đồ cũ tiêu ra đồ anh chỉ cái này kiaဘုရားသခင်ကအချိန်ကိုလည်းလုံးဘုရားသခင်ကအချိန်ကိုလုံးတယ်အချိန်အားလုံးအချိန်အကန့်အသတ်လေးနဲ့ပေးတာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကအဲ့ဒီအချိန်ထဲမှာအလုံးလုံးပေမဲ့အဲ့ဒီအချိန်အကန့်အသတ်အတွင်းမှာပဲသူကရရှိတာမဟုတ်ဘူးအချိန် space ဆိုတာလားအဲ့ဒီဘောလို့ပဲအပြင်ဘက်မှာပဲသူရှိတယ်နော်အချိန်တော်လုပ်တယ်သူကအချိန်အကန့်အသတ်မရှိဘူးမနဲ့သူကထာဝရဘုရားသခင်ကအချိန်ဖန်ဆင်းပြီးတော့အဲ့ဒီအချိန်လူတိုင်းအရာခတ်တဲ့အချိန်လုပ်ပေးတယ်သူအချိန်နဲ့သူအခါနဲ့ဒီပတ်ပံပါအောင်အချိန်ရတော့ဘောနော်ဒီရစီမပါအောင်ဒီပတ်တာနမင်းကိုထားအောင်လို့ပတ်တာငါ့စမစနေဟုတ်ပြီအဲ့ဒီအချိန်ကတပေးတယ်အချိန်တန်လိုက်ရင်အချိန်တန်လိုက်ရင်မွေးဖွားလာတဲ့အချိန်တန်လိုက်ရင်ချက်သွားမယ်ဆရာ ဆက်သွားမှာအဲ့ဒီအတွက်ကြောင့်ဘုရားသခင်ကအချိန်လူဘဝရဲ့တန်ဖိုးအဆုံးအဖြတ်ပေးတဲ့အရာကဘာလဲချင်းအချိန်ဘုရားသခင်ရဲ့ကျေးဇူးတော်ကကျွန်တော်ဓာတ်တူမြင်မြတ်ရကြတယ်အဲ့ဒီဓာတ်တူမြင်မြတ်ရကြတဲ့အရာတခုအရှိဆုံးကဘာလဲဆိုတော့အချိန်အဲ့ဒီအချိန်က24နာရီကအားလုံးကတိုင်းလူကြီးသူမြင်မြရကြတယ်ပညာရှိဖြစ်စေပညာမဲ့ဖြစ်စေချမ်းသာဖြစ်စေဆင်းရဲဖြစ်စေလူကြီးဖြစ်စေကလေးဖြစ်စေ24နာရီအားလုံးရကြတယ်အားလုံးရကြလားရကြတယ်ဒါပေမဲ့24နာရီကရှစ်လီ24လေး6လီ24တတော်များများက3
တုံးပိုင်းအနေနဲ့ပိုင်းပြီးတော့8နာရီခန္ဓာအတွက်8နာရီဝိညာဉ်အတွက်8နာရီအနာယူခြင်း8နာရီဟုတ်တယ်နော်အဲ့ချင်း8နာရီအလုံးလုံးချင်း8နာရီဝိညာဉ်အတွက်8နာရီခန္ဓာအတွက်8နာရီအေယဝဝ8နာရီ8နာရီအဲ့ကြတယ်ကျွန်တော်တို့ဘယ်တော့နည်းနည်းအလုပ်ဖြစ်စီတဲ့လူတွေက4နာရီပိုင်းပြီးတော့4ချိန်ပိုင်းပြီးတော့6နာရီကျွန်တော်ဘယ်လိုပိုင်းမလဲအလုပ်စင်းချင်းဟုတ်တယ်နော်ဆူတောင်းချင်းဘယ်နဲ့ကျွန်တော်ဘယ်နာရီဆူတောင်းမှုတယ်လဲဘယ်နာရီချမ်းစာဖတ်မှုတယ်လဲသမင်းစားတော့အချင်းသမင်းစားတာပဲအချင်းပုံများသလားဆူတောင်းတာပဲအချင်းပုံများသလားအိတ်တာပဲအချင်းပုံများသလားအလုံးလုံးတော့များတယ်များပေမဲ့ဝိညာဉ်ရေးအတွက်လားခန္ဓာအတွက်လားအဲ့ဆိုတော့ကျွန်တော်ဝိညာဉ်ရေးတာအဲ့ဒီအတွက်ကြောင့်အားနေတာဖြစ်တယ်အချင်းကလူရဲ့တန်ဖိုးဖြစ်တာဖြစ်တယ်စိုက်တဲ့အချင်းရှိတယ်ရည်တည်ရတဲ့အချင်းရှိတယ်ဟုတ်တယ်နော်ဘုရားသခင်အရာတစ်ဖန်ဆင်းတဲ့အခါမှာကပ္ပဥချာအခန်းကြီး၈အခန်းငယ်22Pastor Pak, ikut naik kau naik mana? Kalau kali dia sih naik, kau mau nak ni jam ni kau naik, mesti dia jam kau cam naik kan? Abi, alo kau ni, ni ji makung ni time on. Music, yeah, gokala. Adina lu, yeah, gokala. Chalogala, mudogala, nuegala, soundala, mapia, mu, make your shit. Hanali, KGB net to be like KGB. Các bạn nghe chỉ đi chơi về không được nó ai không nhưng mà chắn là đem mà phải này hả mà cùng mi tranh các bạn nghe chỉ đi chơi về vậy khi ông mà lẽ music chế độ cả là đi đồ cả là không được nó chăn đồ cả là đồ cả là nuôi cả là xong cả là Kala bela lo shi le nwe mu sound ka ba le cha naဟုတ်တယ်နော်ပြီးတော့မလဲကျွန်တော်မြန်မာနိုင်ငံအနေနဲ့တော့ຫນွေမိုးဆောင်းလို့ပဲပါတယ်ဟုတ်တယ်နော်လောက်မှတ်ပြီးတယ်ဆရာအင်္ဂလိပ်လိုကြတော့ဒီမှာလေချမ်းသောကာလပူသောကာလຫນွေကာလနဲ့ပူသောကာလကကျွန်တော်တို့ကကြောတာဟုတ်တယ်နော်ဒါပေမဲ့ဒီမှာကြတော့ပူသောကာလຫນွေကာလပူကာလဆောင်းကာလဆိုပြီးတော့နေ့နဲ့ညကကဘာမြေကြီးတရွေ့ဒါရအမြဲတမ်းရှိမယ်တဲ့မျိုးစိတ်ကျဲပြီးတော့ရိတ်သိမ်းရတဲ့ကာလဘယ်တော့မှမပြတ်ဘူးအဲ့ဒီအချိန်ကာလအားလုံးကဘယ်သူအသက်ပေးတာလဲလူတိုင်းအတွက်ပြီးတော့အရာခတ်သိမ်းမြေကြီးပေါ်မှာရှိတဲ့အရာခတ်သိမ်းအတွက်သူကလုပ်ပေးတာဖြစ်အဲ့ဒီကြောင့်အချိန်ကာလ
မပိုင်းဖြတ်တဲ့ဘဲနဲ့နားမလည်နိုင်သေးတဲ့ကျွန်တော်ဘဝကအတိတ်ပဲမရှိဘူး။ညကြတော့ဘာလို့မလဲ။ညကဘုရားသခင်ဘာအတွက်ပေးတာလဲ။ဘုရားသခင်အကျဉ်းစီတော်ကအလုပ်စင်းဖို့လားအိတ်ဖို့လားအိတ်ဖို့။ညတော့ဘယ်ပြောတာလဲကျွန်တော်မပြောဘူးနော်။နေကြနေအိတ်ဒါလားပူပြီးတော့ဗီတာမင်ရှိတာလားညအိတ်ဒါပူပြီးတော့ဗီတာမင်ရှိတာလားညကျွန်တော်မပြောဘူးနော်ညတော့ပြောတာဘယ်တော့ကျဲတဲ့အချိန်ရှိတယ် usage ကျဲတဲ့အချိန်ရှိတယ်ဘယ်တော့ကျဲတော့ကျဲတိုင်းရိတ်ရမယ်အဲ့ပုတ်ရင်ပြင်းချင်းအကြောင်း6ပါဟုတ်တယ်နော်ဗါလဲလေပြင်းချင်းအကြောင်းသင်ခုကြလားအေဒီပူဒီစာဒီပြင်းဒီဆောလီဟုတ်ပါဆောလီစာဒီပြင်းဒီဘိုးချုပ်ဒီဟုတ်တယ်နော်ဆောဒီဒီမနေ့ထားတာနဲ့ဆရာထားတော့တယ်ဟိုအချင်းဟန်ပြောတာမလုပ်ပါနဲ့အိုးအိတ်ဦးမယ်မဟုတ်ဘူးထားတော့မစင်နိုင်စမယ်ဒါမဲ့အဲ့ဒီအတိုင်းပဲကျွန်တော်ဆောနေဟာဆောပါတယ်ကျွန်တော်အတက်ကနေဆောပါတယ်ရှိရနောက်မှာပဲတရားနဲ့နေမယ်နည်းနည်းအတက်ကြီးပိုင်းတာဟောတယ်စားတဲ့အဖေအကြောင်းတက်တယ်စမိုက်စားလို့เนี่ยခဏလေးအဲ့လိုမျိုးနည်းနည်းနောက်ကျပြီးဆောရဲစားရဲအဲ့ဒါမူတယ်အိုက်တယ်အဲ့လိုမျိုးဒါပါလဲဆိုတော့အင်္ဂလိပ်လိုနည်းနည်းပပပြောမယ်ပေါ့ excuse ဆိုတာဟုတ်တယ်နော်ဆရာအဲ့လိုလားဟုတ်ပါအဲ့လိုလားစီဟုတ်တယ်နော်စင်ချီအမြဲစင်ချီပြီးတယ်ဟုတ်တယ်တော့မမလို့စင်ချီပြီးတာပြောင်းလဲမှုအချင်းချင်းဟုတ်ပါတယ်ရပါတယ်အားလုံးပဲစကောင်းပေးကြမှာအမြဲစင်ချီပြီးအဲ့ဒီတော့ဘုရားသခင်ကအချိန်မလိုခင်မှာကျွန်တော်တို့ချင်းတော်ဘက်မှာဆိုတော့ဘူရဲ့အချိန်မှာညရတိမှာပါလို့ကြတယ်စပါးလမ်းတယ်ပေါ့ဟုတ်တယ်နော်တောင်ရောင်ကြီးရှုပ်တယ်မျိုးစေ့ချင်းဟုတ်တယ်နော်ဘယ်ချိန်ရိတ်တယ်လဲစောင်းပိုင်းပါရိတ်တယ်အဲ့ရာဒီဥတုကြီးကိုချင်းတော်နဲ့ဆင်းလာပြီးတော့မတူပြီးခဲဆင်းလာပြီးတော့ရန်ကုန်မှာကျောင်းတက်တော့ကတော့အော်ရတဲ့ခုအကြတယ်ပါလေဆိုတော့လူရည်စင်းလာတယ်လေဟိုမှာချင်းအောင်ဘက်မှာတော့လူရည်မှာပြောင်းမှုဒီ site ကမရှိတော့ဘူးဟုတ်တယ်နော်တခါဒီလည်းမရှိတော့ဘူးရန်ကုန်စင်းလာတော့မစေးမှာတခါဒီရောင်းကြတယ်ပြောင်းမှုတွေလည်းရောင်းကြတယ်အော်ရဒီမှာလူရည်များလားလူရည်ကြီးမှာဘာဖြစ်လို့ညာဒီမှာဒီလိုပဲဟိုတခါဒီစားတာဒီမှာစားကြတယ်တော့အော်ရမလေးရှားမှာလည်းကျွန်တော်အော်စရာကောင်းတဲ့တစ်ခုကြတော့တရက်ပင်မှာတစ်ဖက်မှာပွင့်တယ်တစ်ဖက်မှာဖဲ့ဘုံဘာပြီးတော့မြေခွန်းထုတ်တာတစ်ခုရှိတယ်အမမလေးရှားရောက်လာတဲ့တယောက်လည်းသူကတင်နာတက်အချိန်မှာကျွန်တော်ကပြေးတာလေကြောင်ကပဲကျွတ်ကူကြောက်တယ်လားကျွတ်ကပဲကြောင်ကူကြောက်တာလားလို့ပြီးတော့ချင်းတော်ကနေနေတဲ့လူတွေအားလုံးကကျွတ်ကကြောင်ကူကြောက်တယ်တဲ့ကျွတ်ကကြောင်ကူကြောက်တယ်တဲ့သူကမလေးရောက်လေတဲ့ရောက်လာမလေးရှားမှာတော့ကျွတ်ကလည်းကြောင်ကူကြောက်ပြီးကြောက်မှလည်းကျွတ်မကြောက်
နောက်ပိုင်းမှာအဲ့ဒီလေးခွန်မထုတ်တော့ရင်ဆုံးမေးခမေးတော့ပဲဆိုတော့မလေးရှားရောက်လာတဲ့လူရှင်းလာတယ်ကိုရင်ဆုံးမေးပြီးတော့မရှိတဲ့အခါမှာထုတ်လိုက်တယ်ဟုတ်ပြီဆိုလိုတာကပါလေဆိုတော့ကျွန်တော်တို့ဘုရားသခင်အချိန်ပေးတဲ့အခါမှာချိန်ကိုအခုဘုရားသခင်အချိန်ပေးတဲ့အရာကတကယ်ပဲဒီလိုမျိုးအချိန်လေးစားတော့သူအချိန်ရဲ့ဗလဲအချိန်လေးလူဤတန်ဖိုးဖြစ်တယ်ကျွန်တော်တန်ဖိုးဘယ်သူကဖြစ်တာလဲအချိန်ကကျွန်တော်ဒီကျွန်တော်ဝိညာဉ်ကျွန်တော်ခန္ဓာထဲကထွက်သွားတဲ့အချိန်ကကျွန်တော်တို့အချိန်ပေါ့ဟုတ်တယ်နော်အဲ့ဒီတော့ကျွန်တော်ခန္ဓာထဲမှာကျွန်တော်ဝိညာဉ်ရှိတဲ့အချိန်ကကျွန်တော်တို့ပဲအခုကောင်းအခါကောင်းအချိန်ကောင်းဖြစ်တယ်ကျွန်တော်တန်ဖိုးဖြစ်တယ်အဲ့ဒီတော့ကြောင့်ဘုရားသခင်ကအချိန်ပြီးပြီးတော့ရည်ရွယ်ချက်ရှိနဲ့ဖန်ဆင်းတာဖြစ်တယ်ဟုတ်ပြီအဲ့ဆိုတော့ဘုရားသခင်ကဘယ်လိုအကြံစီမျိုးနဲ့ကျွန်တော်တို့ကိုဖန်ဆင်းတာလဲနံပါတ်1ကဘာဦးချခန်းကြီးတဲ့အခါငယ်26အဲ့လိုလားဟုတ်ပါဟုတ်ပါနော်မိမိရဲ့ပုံသဏ္ဍာန်တော်နဲ့အငီးဖန်ဆင်းတယ်သူရဲ့ပုံသဏ္ဍာန်ကဘာလဲဆိုတော့ဘုရားသခင်ကနာဝိညာဉ်ဖြစ်ပြီးတော့လူသားတွေလည်းဝိညာဉ်ဖြစ်အောင်ဖန်ဆင်းတယ်ပြီးတော့ဒုတိယချက်အနေနဲ့သူတို့ဒီတဲ့ပင်လယ်မှာဟုတ်တယ်နော်ပင်လယ်မှာပြီးတော့ဒုတိယကောင်းကင်ပင်လယ်တတဝါကောင်းကင်တတဝါမြေကြီးတတဝါအားလုံးဗလဲဗလဲလေအုပ်စုစီဘုရားသခင်ရဲ့ရည်ရွယ်ချက်ကသူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီလုပ်ပြီးတော့အဲ့ဒီဝိညာဉ်ကကဘာဦးချအခန်းကြီးနဲ့အခန်းငယ်9မှာကအဲ့ဒီဝိညာဉ်ကဇီဝအသက်ဖြစ်တယ်ဒါပေမဲ့အခန်းကြီးနဲ့အခန်းငယ်10မှာထာဝရအရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုသိကြရမှာတမန်ဘုရားရှိတဲ့ဘုရားတော်ကြီးတို့၏အမိကိုသိစားရတော်မူ၏ရှိကနေဖတ်ကြအောင်ရှိကနေဖတ်ကြအောင်ထာဝရရှင်ဘုရားသခင်ကိုရှင်မြတ်တာဧရိယယ၌ဒီကိုဆက်ပြုပြီးအစင်းတော်မူသောလူကိုဝိညာဉ်နေရာချတော်မူပြီးဘုရားကစိတ်နာ၏သာဝေကောင်းသောအရင်မျိုးတို့ကိုထာဝရရှင်ဘုရားသခင်ကိုဆက်ပြုပြီးကိုဝိညာဉ်၌တည်နေရှိကောင်းကောင်းကိုဒီရနေရှိဘာဘာအတင်းလေးရှိတယ်တပ်ပင်ပြီးတော့အသက်ဟုတ်တယ်နော်အသက်ပင်ရဲ့ပြီးတော့ကောင်းမကောင်းဒီကျွန်းရအပင်စိုက်တယ်တဲ့ဟုတ်ပြီဘုရားသခင်ရဲ့ရည်ရွယ်ချက်ကပါလဲဆိုတော့မိမိပုံသဏ္ဍာန်နဲ့အညီဝိညာဉ်ဖန်ဆင်းပြီးတော့ဘာအသက်ပေးတာလဲလူသားတွေပိုင်ဆိုင်တဲ့အသက်ကပါလဲဇီဝအသက်ထာဝရအသက်တခါလေးပေးတာမဟုတ်ထာဝရအသက်ကဘယ်မှာရှိလဲ
ဥယျာဉ်အလေထဲမှာပဲရှိတယ်ဟုတ်တယ်နော်ဥယျာဉ်အလေထဲမှာပဲရှိတယ်အဲ့ဒီထာဝရအသက်ရပြီးတော့အသက်ရှင်ဖို့ရဘုရားသခင်ရဲ့အကြံစီဖြစ်တယ်ပြီးတော့ဘုရားသခင်ကဘာလုပ်ပေးတယ်လဲဆိုတော့အေဒင်နဲ့အေဒင်ဥယျာဉ်မတူဘူးအေဒင်နဲ့အေဒင်ဥယျာဉ်ကမတူဘူးညမရစမအေဒင်ဒီကိုအေဒင်လူအမွေးလီတန် Christian Fellowship that where is it? The Noga AG အမှုတော်ဆောင်လေးရောက်ဖြစ်တယ် AG အတင်းနာရောက်ဖြစ်တယ်ကျွန်တော် AG ဟုတ်ကဲ့ဒါမဲ့ AG နဲ့ AG ဖျားချောင်းတူသလားဒီမှာ AG တွေတွေ့လို့ရလားရလားဟုတ်လား AG ကဘယ်မှာရှိတာလဲစိတ်ထဲမှာပဲရှိတာလေဖျားချောင်းပဲတွေ့လို့ရတာတို့ကWhen fellowship akuyo ani AG dibe amak kono tam sinrode. Kai present atide amak kono tam sinrode. Hapu mama de tui no miyara.ဟုတ်တယ်နော်အဲ့လိုတဲ့ကြောင့်ဆိုလိုတာပါလဲဆိုတော့ AD ဆိုတာပါလေဘုရားသခင်ရဲ့မြင်ဖောက်တော်ဟုတ်တယ်နော်ဟိုမိနစ်တစ်မိနစ်ရုံးကလာတော့လည်းပြောပြီးဘုရားသခင်ရဲ့ the presence of the Lord ဆိုတာဘုရားသခင်ရဲ့မြတ်ဖောက်တော်ဘုရားရဲ့မြတ်ဖောက်တော်ဘယ်မှာရှိတယ်လဲဆိုတော့ဥယျာဉ်မှာပဲရှိတယ်နမယစင်မဘောပေါက်ကြလားလက်ခံနိုင်ကြလားလက်ခံရမလို့လက်ခံရလို့ဖြစ်ပြန်ပြောမယ်အင်းဒီဆိုတဲ့တကယ်အတိတ်ပေကကြတော့ဘုရားသခင်ရဲ့အမြတ်ဖောက်တော်အမြဲတမ်းဘုရားသခင်ရဲ့ပဲမိန့်တာပွဲရဘယ်နေရာမှာမိန့်တရားပွဲရမလဲဒီဥရှိပါဟုတ်တယ်နော်အေဂျီရဲ့ဘယ်မှာစုမလဲအေဂျီဘုရားကြောင့်ဒီတမ်းဟဲလိုစစ်တဲ့တင်တဲ့သားရဲ့ဘယ်မှာစုမှာလဲ FCC မှာစုမှာလားလီတာခရစ်ယာန်ဖယ်လိုရှစ်မှာလူမှာဖြစ်ဘုရားသခင်နဲ့ဘယ်မှာမိတ်တရားဖွဲ့တဲ့ဖွဲ့ရမှာလဲဆိုတော့ဥယျာဉ်ပါဟုတ်တယ်နော်ဥယျာဉ်ကဘုရားကျောင်းပုံစံဖြစ်တယ်အေဂျီအတင်းသူအတင်းသားဒီကအေဂျီဘုရားကျောင်းမှာစုတယ်လို့ဘုရားသခင်ရဲ့မျက်မှောက်တော်ကဥယျာဉ်ပါပဲရှိတယ်ကျွန်တော် AG ဖြစ်ပြီးတော့ AG ဖျားကြောင်းတက်မယ်ဆိုတော့ဟိုနှစ်ချင်းမှာတွားတက်လို့ရဘူးအဲ့ဒီတဲ့ကြောင့်ဖျားကမြင်မောက်တော့ဟာဘယ်မှာရှိတယ်လဲဥရှိမှာပဲရှိတယ်အဲ့ဒီရအဖြစ်ဖြစ်မှာပေါ့စီဘာလဲအဲ့ဒီရအဖြစ်ဖြစ်မှာပေါ့အဲ့လိုဘုရားသခင်နဲ့အမြဲတမ်းတွေ့လေဘုရားသခင်မျက်မှောက်တော်ဘုရားသခင်အဆက်တွေရှိတာပဲမှာရှိတယ်လေဆိုတော့ဥရှင်မှာဟုတ်တယ်နော်အေဒီဥရှင်မှာအေဒီကဘယ်မှာရှိလဲဥရှင်မှာအေဒီဥရှင်အေဒီဘုရားကြောင့်မှာအေဒီတင်းလို့ပြန်လာလို့စုကြတယ်အဲ့တော့နားလေတို့နားလေလိုက်ဟုတ်ပြီAD နဲ့ AD ဥကျင်ကတစက်တီးတစ်ခုတည်းဖြစ်ပေမဲ့နားလေအောင်နည်းနည်းပိုင်းချပေးတာဖြစ်တယ်နော်ဘုရားသခင်ကဟို AD ဥကျင်နဲ့လူအာရနဲ့လူဗါလဲအေဝါဟစ်ထုတ်လိုက်တဲ့အခါမှာ AD နဲ့ဆက်ပြီးပြတ်သွားတယ်ဘုရားသခင်မျက်မှောက်တော်မရှိတော့ဘူးဟုတ်ကဲ့နော်ဟိထုတ်ချင်းကတဲ့အခါမှာအသက်ပင်နဲ့မရင်ပြီးတော့ဘူးအဲ့ဒါနောက်မှနားလည်နိုင်အောင်ကျူးလို့ခွဲခြားပေးရဖြစ်တယ်
ဘုရားသခင်ကအကြံစီတော်ကပါလဲဆိုရင်တော့ဇီဝအသက်နဲ့ပဲရောက်ရည်တင်းနေမဟုတ်ပဲနဲ့တစ်စင်းဒူပြီးတော့အေဒင်ဥယျာဉ်မှာဘုရားသခင်နဲ့ဘာလဲမေတ္တာအရာဖွာပြီးတော့ဒီအပင်ကြီးနဲ့စားပြီးတော့မာရမလဲထာဝရအတက်ရမယ်ပန်းဆိုင်မယ်အဲ့ဒီထာဝရအတက်ပန်းဆိုင်ပြီးတဲ့နောက်ပိုင်းမှာပဲအုပ်စိုးစီဆိုတာကအုပ်စိုးသူရှင်ဘုရင်ဖြစ်တယ် King ရှင်ဘုရင်အုပ်ချုပ်သူရှင်ဘုရင်ဖြစ်မယ်ဘုရားသခင်ရဲ့ကနဦးစေကနဦးအကြံစီကလူသားတွေကဂျုံပြုတ်ဟုတ်ဘာလို့ဟုတ်လဲဘာလို့ဟုတ်လဲအုပ်ချုပ်သူရှင်ဘုရင်ဖြစ်ဖို့ဘုရားသခင်ရဲ့အကြံစီဘုရားရှင်ရဲ့နာမတော်တာကိုတာယာပြုရှိပါစေ။ဘုရားသခင်ကကြီးမြတ်တဲ့ဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်သူ့အကြံစီတော်တွေလည်းကြီးမြတ်တယ်။စင်ရသားရဲ့ဖခင်ကသူ့ရဲ့စင်ရသားမိသားစုကလေးအတွက်အကြံစီကဒီဝချက်ကတင်းငယ်နိုင်တော်လည်းပဲတထေးတိုက်ဒီကားဒီထပ်ပိုင်ပြီးတော့လေရင်ပိုင်နဲ့မိဘတယောက်ကဖခင်တယောက်ကသူ့သမီးသားသမီးအတွက်ရည်ရွယ်ချက်ကကြီးပါတယ်အဲ့ဒီအတိုင်းပဲကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းပြီးတော့ပိုင်သားအုပ်စိုးတော်မူတဲ့ဘုရားသခင်ကသူ့ရဲ့သားသမီးအတွက်အကြံစီရည်ရွယ်ချက်ကကြီးပါတယ်ဘုရားသခင်ကအုပ်ချုပ်ရှင်ဖြစ်တဲ့အတိုင်းပဲသူ့ရဲ့သားသမီးတွေလည်းဂျုံမဖြစ်စေရနဲ့ဘာလဲမင်းသားတွေမင်းသမီးတွေဖြစ်စေချင်တယ် Prince အရှင်တကာရုံးရဲ့ဟုတ်တယ်နော်ခရစ်တော်ကဘုရားသခင်ကဘီတကာရုံးရဲ့ဘုရင်အရှင်တကာရုံးရဲ့သခင်တကာရုံးရဲ့အဲ့ဒါခဏလေးနားလေအောင်ကျွန်တော်ပြန်ပြီးတော့ရှင်းပြမယ်ဘုရင်တကာရုံးရဲ့ဘုရင်ဆိုတာလောကဘုရင်ကိုပြောတာမဟုတ်ဘူးဘုရားသခင်ရဲ့သားသမီးအားလုံးအရှင်ဘုရင်ဖြစ်ကြတယ်ခမဲတို့ဘုရားသခင်ကလည်းဘုရင်တကာတို့ရဲ့ဘုရင်ဖြစ်တယ်ကျွန်တော်နားလေခဲ့ကြတဲ့အရာကြီးကဘုရားသခင်ဒီဘုရင်တကာတို့ဘုရင်လို့ကျွန်တော်ကြားတဲ့အခါမှာဟိုလောကရဲ့ဘုရင်တကာရှင်ဘုရင်တကာတို့ရဲ့ရှင်ဘုရင်ပဲတဲ့ထင်တတ်ကြတယ်မဟုတ်ဘူးလောကရဲ့ရှင်ဘုရင်တွေအားလုံးကဘုရားသခင်ကရှင်ဘုရင်လို့မဆိုဘူးသူရဲ့သားသမီးအားလုံးပဲရှင်ဘုရင်တွေဖြစ်ကြတယ်ဟာလေလုယာဟာလေလုယာ Lord of Lords ဘုရင်တကာတို့ရဲ့ဘုရင်သခင်တကာတို့သခင်ကျွန်တော်တို့ကအုပ်စိုးသူဘုရားဒီဖြစ်ကြတယ်အုပ်စိုးသူအားလုံးမှာဘုရားသခင်ကခတ်ထားတဲ့အရာတွေဖြစ်တယ်သူကတကယ်သခင်အမြဲဆိုဖြစ်တယ်နမယာစစ်မ你的空的看过相不上的那地区呗，相不上，喂喂，然后相不上的那地，阿弥，
นิ่งนี่อาจารย์นะคือเสียงประธานอาจารย์นี่องค์เนาะเสียงประธานนี่องค์เนาะเสียงประธานเปิดเวลาก็ประเทียนอามานิบาลเสียงประธานบิ๊กเนาะเฮียตะเคียนเชคกันกูอาจารย์สีกาလူသားတွေဖန်ဆင်းတဲ့အခါမှာအုတ်ထုတ်သူရှင်ဘရင်ဖြစ်ပြီးတော့ဘယ်သူကိုအုတ်ထုတ်မလဲပင်လယ်ကတတဝါဒီအပေါ်မှာတခုကြည့်ရမယ်အာနာရှိရမယ်ကောင်းကင်မှာရှိတဲ့အရာတွေအပေါ်မှာအုတ်ထုတ်သူရှင်ဘရင်အခုအာနာတွေရှိပြီးတော့တခုကြည့်ရမယ်မြေကြီးတတဝါဒီရှိရမယ်အုတ်ထုတ်သူလူတန်းစားဖြစ်ရမယ်တကယ်ပဲကြည့်မယ်ကျွန်တော်တို့ကနည်းနည်းနော်လူမဟုတ်ဘူးတကယ်အဆက်အတန်းရှိအောင်ဘုရားသခင်ကကျူတင်ချမ်းစီပြီးတော့ဖန်ဆင်းတာဖြစ်ရိကိကပူဈေးကြီးတာလားကျွန်တော်တို့ကပူဈေးကြီးတာလားအဲ့ဒီတဲ့အင်းအထထပဲပူပြီးတော့ဈေးကြီးတာကျွန်တော်တို့ပဲပူဈေးကြီးတာလားအာမဖြစ်တတ်တော့ဘူးအဝတ်ဖူးကျော်ပဲဘယ်သူတမ်းဖို့ရှိတာလဲကျွန်တော်တမ်းဖို့ရှိတယ် is စကြဝဠာကြီးကိုအစိုးရတော့လဲပိုင်တော့လဲမိမိအသက်ဝိနေရှုံးလေဒီကျိုးရှိတယ်မရှိစကြဝဠာကြီးလို့ပြောတဲ့အခါမှာစကြဝဠာကြီးလို့ပြောတဲ့အခါမှာတကယ်ပဲအဓိပ္ပာယ်ရှိတယ်အဲ့ဒီစကြဝဠာကြီးလို့ခေါ်တဲ့အခါမှာဟိုအနာစာဆိုတာအလုံးနဲ့လည်းကြမှာပါနော်နာစာအဖွဲကဟိုဘာလဲ galaxy အဲ့လိုလဲဆရာအဲ့ဒါ galaxy ပြီးတော့အဲ့လိုလား Milky Way ဆိုတာလေစကြဝဠာကြီး NASA တွေကဟိုရိုက်ပြီးတော့ကျဲဒီငါဒီကျဲနဲ့ကတရအားလုံးနည်းဗီဒီယိုရှင်းကောင်းပါနော်စကြဝဠာကျူကြီးဘယ်နှလုံးရှိတယ်လဲကိုလုံးနည်းအဲ့လိုပြောနေတဲ့လူကြီးနဲ့ခင်ကြရတော့ရှင်းတွင်းနေအတင်းတော့အလုံးလေးရကြလားမကျူရီအင်္ဂါကဘာမကျူရီကောက်ကြကဘာဘာလဲအင်္ဂါဂျူပီတာယူရေနက်နက်ပချူဘလူးချူအဲ့ဒါပဲကြားဘူးလေနော်အဲ့ဒီကျူကြီးကိုလုံးရဲ့ပြီးတော့နေမင်းကြီးရဲ့ဟုတ်ကဲ့နော်ဒါအပြင်အားလုံးရှိတယ်ဒါရ galaxy Milky Way လို့ခေါ်တယ်အဲ့အားလုံးကိုလဲပိုင်းတော်လဲအမေမေအတက်ဝင်နေရှုံးနေအဲ့ဒီအရာအားလုံးထက်အကျိုးရှိအောင်ရတဲ့ခင်ကကျွန်တော်တို့ဖန်ဆင်းမှာဖြစ်တယ်အာမင်အာမင်ဘုရားရှင်နာမတော်တာကိုကြီးပါစေအဲ့ဒီကြောင့်ကျွန်တော်တို့ကတန်ဖိုးရှိတဲ့လူကြီးဖြစ်တဲ့အတွက်ကြောင့်ပြည်လင်ကအုပ်စုရမယ်ပြည်လင်တတဝါရေတတဝါရေကြီးတတဝါအကောင်းကင်တတဝါရေကြီးတတဝါအားလုံးအပေါ်မှာအစိုးရရအခုကြတော့မအုပ်စုနိုင်တော့ဘူးရေကြီးရပဲဒုက္ခပေးတယ်ဟုတ်တယ်နော်ဘာကြောက်ရတယ်လဲမွေတွေလည်းကြောက်ရတယ်ဟုတ်တယ်နော်ဇင်းအောင်မှာမလာခင်လေးမှာအချင်းအတင်းတော့သူတို့ဆောက်ဖို့ကြီးတိုက်နေဆောက်ဖို့သူတို့ကြီးချက်ရှိတော့အဲ့ဒီအိမ်ကိုအဲ့ဒီဘုရားကျောင်းကိုဖြူတာအဲ့ဒီဘုရားကျောင်းဖြူပြီးအဲ့ဒီဘုရားကျောင်းရဲ့ဟိုနိုင်ရမှာနားမှာဘာလဲခွေက
ဗျာဗျာအောင်ရှိအဲ့ဒီဗျာအောင်သူတို့မျိုးရေးကြတော့တော်လည်းခက်ဒီနဲ့မလဲမိုက်တယ်လို့တော်လို့ကဘယ်ဟုတ်လဲဒီမှာဒီလူကဒီကောဒီကောကျုပ်ဘယ်နဲ့ကတာအဲ့တော့ဟာမိုက်ကျုပ်နဲ့ခေါ်တယ်ဒီကောနဲ့ဒီလိုဒီကောနဲ့တာအမေကိုနေနေကြီးနေစကဲမဲ့ကိုရတော့ဘယ်လိုမျိုးဒီကောနေလေချပ်ကြိုင်နေတယ်ကိုနေလို့ရောက်နေနေတာဗျာကျုပ်ကအဲ့ဒါနဲ့ကျွန်တော်လည်းညနာထုံးပြီးလုပ်တာအဲ့ဒါနဲ့ဒီမှာကျုပ်လည်းကြောင့်ပလေးနည်းနည်းအလားပြတ်သွားတယ်နော်တော်မှတောင်းရတယ်အဲ့ဒီတော့ဟိုရောက်ပါတဲ့ဘာသာစာတွေမှာတေယောမှာသွားတဲ့အဲ့ဒါနဲ့နောက်လိုက်နေနဲ့တမင်ချင်းနေတဲ့သွားတာအဲ့ဒါရှေ့မှာလမ်းချင်းလေးမှာသူကကျွတ်အတီကောင်ရှိတယ်အဲ့ဒီအတီကောင်ကခွေငါနေတီကိုနေဘမလို့ဟမ်ဘဒူးလားဘမလို့ဘဒူးလားဘဒူးကဝိုင်းအောင်ပြီးတော့အဲ့ဒါနဲ့ကျွန်တော်တို့ရှောင်လို့မရတော့ဘူးလမ်းချင်းချင်းလေးမှာဆိုရှောင်လို့မရအဲ့ဒါနဲ့ဘဒူးလုပ်မလဲဆိုပြီးတော့နည်းနည်းဝါဖြည့်လဲကျွန်တော်တို့မှာရှူပြီးတော့အဲ့ဒါနဲ့ကျွန်တော်စိတ်ထဲမှာယေရှုနာမကိုပဲအသုံးပြုမယ်ဆိုတော့ဗျာအောင်ယေရှုနာမဖြင့်အမိန့်ပေးတယ်အခုချက်ချင်းထားသွားကြကျွန်တော်တို့သွားเสียရှိတယ်လာမပိတ်နဲ့ယေရှုနာမဖြင့်အကုန်လုံးထွက်ဆိုအဲ့လိုအမိန့်ပေးလိုက်တော့သူတို့ထွက်လာဘူးဆိုပြီးတော့အကုန်လုံးပြန်ကြအဲ့ဒါနဲ့ကျွန်တော်နောက်လိုက်တာဆရာတကယ်အောင်ဆရာကောင်းတယ်နော်အမှန်ကြတော့ဆရာတခင်ကရှေးကနဦးအကျံစီကအဲ့ဒီဗျာအောင်အပေါ်မှာအရှင်တခင်အမိတ်ပေးနိုင်ဖို့အကျံစီရှိတယ်အာမင်ဒါရဲ့ကျွန်တော်ဆုံးရှုံးတယ်အခုစနမွေကြီးလည်းကြောက်ရတယ်ခေါင်းထောင်းလည်းကြောက်ရတယ်ချင်းကောင်လည်းကြောက်ရတယ်ဟုတ်ရဲ့နော်ကာရီယာမဟုတ်ဘူးဟုတ်ပြီဝေးတော်စမညနေတို့နေပြီးတော့အချုံမှာတော့မသိနေလိုက်ဟောင်းမနော်မှာအဲ့ကအိနေနေတို့ပဲဆုံးคนတော့ไปทำพวกไปที่ไหนဟုတ်ပြီကျွန်တော်တို့ဝိညာဉ်ကအရင်ကြီးဖြစ်တဲ့ထာဝရအသက်မရသေးပဲနဲ့ဇီဝအသက်ရတယ်ထာဝရအသက်ရပြီးတော့ပရမဥဆုံးအေဒင်ဥယျာဉ်မှာဘုရားသခင်နဲ့အမြဲတမ်းအဆက်အသွယ်လုပ်မယ်ဘုရားသခင်ကနာဝိညာဉ်ဖြစ်တဲ့အလုံးရဆိုကြရအောင်ဘုရားသခင်ဒီနာဝိညာဉ်ဖြစ်တော်မူ၏ဟုတ်ပြီဘုရားသခင်နာဝိညာဉ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဝိညာဉ်နဲ့အမြဲအဆက်အသွယ်လုပ်ခြင်းနဲ့ဘုရားသခင်မျက်မှောက်တော်ကျွန်တော်တို့ခံစားတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်နဲ့မိတ်တယ်ပဲအဲ့ဆိုတော့ခဏလေးရှင်ယောဟန်အခန်းကြီး၄အခန်းငယ်24အစနောဘုရားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏ဘုရားသခင်ကိုဝိညာဉ်တော်မူနာဝိညာဉ်နဲ့ကောင်းအစာနဲ့ကောင်းရပါဟုတ်ပြီပရမဥဆုံးဘုရားသခင်ကနာဝိညာဉ်ဖြစ်တဲ့အတွက်ကြောင့်တဲ့ကိုယ်ွယ်တော်သူရှိသမျှတို့ကအရင်ဆုံး
ဒူးထောက်ပြီးတော့လက်နှောပြီးတော့မပြောဘူးခန္ဓာပိုင်းဆိုင်ရာမဟုတ်ဘူးဝိညာဉ်ပိုင်းဆိုင်ရာတရားဝိညာဉ်နဲ့ဘုရားသခင်ဝိညာဉ်အခြေဆက်ရှိရမယ်ဒါမှစစ်မှန်တဲ့ဥပ္ပယ်ခြင်းဖြစ်တယ်သင်ကအတင်းသူအတင်းသားစေရင်ဝင်ဖြစ်ကောင်းဖြစ်နိုင်တယ်ခရစ်ယာန်ဘာသာဖြစ်လာတာအတင်းနဲ့လာနဲ့ချီပြီးရှိနိုင်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့ဝိညာဉ်တော်နဲ့ကျွန်တော်ဝိညာဉ်တော်အခြေဆက်မရှိတဲ့၍ယောမခန်းကြီးရှေ့အခန်းငယ်ကိုခဏလေးဖတ်ကြအောင်အလုံးရစကြမယ်အလုံးနားလည်ကြပါခရစ်တော်ဤဝိညာဉ်ကိုမရတော်သူဒီညီကခရစ်တော်နဲ့ဒီပေါင်းဘလောက်ကြာအောင်ခရစ်ယာန်ဖြစ်ခဲ့တယ်လေရင်းကြည့်ခရစ်တော်ရဲ့ဝိညာဉ်တော်အရှင်တော်ဝိညာဉ်တော်ရာပြီးတာဒါပဲကြည့်အဲ့ဒီကြောင့်အင်းဒီဥဂျင်မှာဘုရားသခင်ကနာဝိညာဉ်ဖြစ်တဲ့အတွက်ကြောင့်အရှင်တော်ဝိညာဉ်တော်နဲ့အဆက်ဆက်ရှိပြီးတော့ဆက်သွယ်ပြီးတော့စကားပြောပြီးတော့မေတ္တာရမှန်ပြီးတော့အသက်ရှင်တဲ့အခါမှာအာဂံအတွက်ဒီတာဒီ space ရမယ်တရားဟောပေးမယ်တရားဟောစရာမလိုဘူးပြီးဆုံးတယ်အဲ့ဒီကြောင့်ကဘာဦးချအခန်းကြီး1နဲ့2ကကျမ်းစာထဲမှာပြီးဆုံးတော့ကျမ်းချက်လို့အာဂံအတွက်တရားဟောစရာလိုသလားကိစ္စလိုသလားဘုရားကြောင့်လိုသလားမလိုဘူးဘာဖြစ်လို့ကိစ္စဒီဆရာလိုတယ်လဲပြီးဆုံးတဲ့အတွက်ကြောင့်ပြီးဆုံးနိုင်အောင်ကျွန်တော်သူကဆယ်ချောင်းမဲ့ဟုတ်တယ်နော်လက်ခုပ်တီးပြီးတော့ဘုရားရှင်ချီးမွမ်းမယ်လက်အုပ်ချီပြီးတော့လက်နှိုးပြီးတော့ဝိညာဉ်တော်နဲ့မေတ္တာဖွဲ့တာသူ့အတွက်ပြီးဆုံးမယ်ဘုရားသခင်အကြံစီကမိမိဝိညာဉ်ကိုထောင်ရတဲ့ရမယ်အဲဒီမှာဘုရားသခင်ရဲ့ဆက်သွယ်ရှိမယ်ပြီးတော့အုတ်ထုတ်တဲ့ရှင်ကြီးအနေနဲ့ယက်တီမဲ့ဟုတ်ပြီခဏလေးအစလုံးမပြီးခင်လေးမှာအုတ်ချုပ်လူသားစားရှင်ဘရင်ဒီကဘာလီရတယ်လေဆိုရင်တော့ရှမ်းပထာဘွေအုတ်ချုပ်သူတယောက်ကရှင်ဘရင်အုတ်ချုပ်သူကဘာလဲအသုံးပြုတယ်လဲဆိုတော့နံပါတ်1ဘာလဲအခုအာနာဟုတ်တယ်နော်ပြီးတော့တကူ authority and power ဒီကြည့်တယ်အုတ်ချုပ်သူရှင်ဘုရင်တွေကအမြဲတမ်း exercise လုပ်ကြပါလေဆိုတော့အခုအာနာ authority ပြီးတော့ဒါဒီဘုရားသခင်ကဒီလိုချစ်ဆန်းတဲ့အခါမှာအုတ်ချုပ်သူရှင်ဘုရင်ကအခုအာနာရတယ်ပြီးတော့ဒီကြီးမယ်အုတ်ချုပ်သူရှင်အာနာဆိုတာကသူပေးတယ်လေအခုပေးမှာ permission ရမှာအခုကျွန်တော်လောလောဆယ်နေရမ်းဒီခေါ်လာတဲ့နာတဲ့တာပါလေဆိုတော့အာနာလူဟုတ်တယ်နော်
ဘာဖြစ်လို့ကျွန်တော်တို့ပြေးရှောင်နေရတာလဲကြောက်တယ်ဘာကြောက်လဲအလုံးစိတ်ပဲအခုနေလေးပြမယ်ဘုံလေးထုတ်ထားမယ်တောင်းပြပြီဘယ်လိုအုတ်ချုပ်သူရှင်ဘုရင်ရဲ့အောက်မှာတက်ရှင်ရတာတော့မလွယ်လားဒါမဲ့ဘုရားသခင်ရဲ့အကြံစီတော်ကလူသားအချင်းချင်းကိုအုပ်ချုပ်ဖို့မဟုတ်ဘူးဟာလေလုယာအာမင်လူသားအချင်းချင်းပုံမှာအုပ်ချုပ်ဖို့မဟုတ်ဘူးကျွန်တော်တို့မိမကြီးအတွက်တည်င်းကောင်းယောက်ျားကြီးအုပ်ချုပ်ဖို့မဟုတ်ဘူးမေတ္တာမီအားလုံးအာမင်ထူမယ်ကိုယောက်ျားလည်းမအုပ်ချုပ်ရဘူးကိုမိန်းမလည်းမအုပ်ချုပ်ရဘူးဒီဟာပြရမယ်ကျမ်းစာလာဒီကမိန်းမဒီယောက်ျားကိုချစ်ရမယ်လို့ဆိုလို့ယောက်ျားဒီမိန်းမကိုမတဲ့ချစ်ရမယ်သူတို့အချစ်ခံလို့နော်ချစ်သူကြီးဟုတ်တယ်နော်တို့ချစ်ရမယ်ဟိုသူတို့ချစ်ရမယ်ကျွန်တော်တို့ကချစ်ချင်းမြတ်တာထားရမယ်လို့အမျိုးသမီးချစ်ရမယ်သူတို့ကဘာလဲနာခံရမယ်လို့submission ဟုတ်တယ်နော်ဒီမတ်မတ်ဟုတ်ပြီနောက်ပိုင်းမှာအဲ့ဒီအချမ်းစီကချင်းမြတ်တယ်လားမချင်းမြတ်ဘူးလားဆိုချင်းမြတ်တယ်ညနေပိုင်းမှာသိမလဲအာဒံညာလူသားညာဘာဒီဆုံးရှုံးတယ်လေဘာဒီဆုံးရှုံးတယ်လေဘာဒီဆုံးရှုံးတယ်လေဘုရားသခင်အကြံစီတွေအားလုံးဆုံးရှုံးတယ်အဲ့ဒီဘုရားရှင်လူသားပေါ်မှာအကြံစီကဘာတွေဆုံးရှုံးတယ်လဲထာဝရအသက်ဆုံးရှုံးတယ်ဟုတ်တယ်နော်ဟုတ်တယ်နော်ဟုတ်ပါတယ်ထာဝရအသက်ဆုံးရှုံးတယ်အိမ်ဒီဥယျာဉ်ဘုရားသခင်နဲ့အဆက်တွေလားပြည့်တဲ့ဆုံးရှုံးတယ်ပြီးတော့အဲ့ဒီဆုံးရှုံးပြီးတဲ့နောက်ပိုင်းမှာဘာတွေဆုံးရှုံးတယ်လဲဆိုတော့အုတ်ချုပ်သူရှင်ဘုရင်နဲ့ဆုံးရှုံးပြီးတော့အခုအာဏာတွေလည်းမရလာဘူးဘူးတွေလည်းနေလာတယ်အဲ့ဒီတော့ဘုရားသခင်ကဆုံးရှုံးတဲ့အရာကိုပြန်လဲပြီးတော့အကြံစီချမြောက်အောင်ရွေးချယ်တာဖြစ်တယ်ဟုတ်ပြီအားလုံးနားလည်နိုင်အောင်ပြန်ပြီးတော့ပြောမယ်ဘုရားသခင်ကကောင်းကင်ကိုအမွေခံကောင်းကင်အမွေအနေနဲ့ပေးပြီးတော့ဒါဒီပြန်ရနိုင်အောင်ရွေးချယ်တာမဟုတ်ဘူးအသွေးတော်အားဖြင့်ရွေးဝယ်တာမဟုတ်ဘူးဘုရားသခင်ရဲ့အကြံစီပြန်လဲပြီးတော့ထမြောက်အောင်ရွေးချယ်တာဖြစ်တယ်ကောင်းကင်ပဲပူကြီးမြတ်သလားအသက်ပဲပူကြီးမြတ်သလားဘုရားသခင်ရဲ့ကတိတော်ကဘာလဲကောင်းကင်ဘုံမဟုတ်ဘူးဘုရားသခင်ရဲ့ကတိတော်ကကတာဟေကမီဇူခိတလာမလေးနာနမီပါအောင်နော်အနေနဲ့ခူလို့ခီအဝနမီအောင်这个咱们推哦，做阿汤哦，都是的。我有家嘛，马来西亚嘛那边考虑路线，马来西亚嘛也来后边的，后马来西亚呢，他考虑到要来的路，都是的。哦，我那边，没那边安搞嘛？啊？阿龙来闯北家吧？အများကြီးပဲအဲ့ဒါကလည်းမထောင်ချင်ကြဘူး။ဘာဖြစ်လို့အဲ့ဒါကိုလှုပ်ခွင့်နေကြတာလဲ။ဟုတ်ပြီအဲ့ဒါလူထွေးရ
ယောဟန်ကခေါ်တဲ့အခါမှာမလေးရှားမရောက်ဘူးမလေးရှားမှာပြောတဲ့အသက်ကြောင့်ရောက်လာတယ်ဆိုတာတဲ့သူ့အချစ်တော်ရှိတဲ့နေရာမှာရောက်လာတယ်သူ့အချစ်တော်ကပြန်သွားလို့ရှိရင်တော့မလေးရှားမှာပဲအတီမီနေမှာလားမနေဘူးကမှသူ့ရဲ့ရည်ရွယ်ချက်ကသူ့ယောက်ျားပဲရည်ရွယ်ချက်ဖြစ်တယ်မလေးရှားရည်ရွယ်ချက်ပါကျွန်တော်တို့ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကကောင်းကင်မဟုတ်ဘူးဘုရားသခင်ကိုယ်တော်တိုင်ပဲဖြစ်တယ်အာမင်အလုံးတော်ပေါက်ကြပါနားလေကြကျွန်တော်တို့ကောင်းကင်ဘုံတော့ရောက်ချင်ကြတယ်ခရစ်တော်တော်နည်းနေကြတယ်ဘာလို့အဲ့ဒါမရောက်ကြဒါရီယာဆုံးရှုံးဖို့ဘုရားသခင်ချမ်းစီလို့အဲ့ဒီတော့အာဒံကဆုံးရှုံးတာပါလေထာဝရတဲ့ဆုံးရှုံးတယ်但是呢，为你能双胸呢？好点喏，啊，靠，阿哪里双胸呢？啊，咱们家的路里啊，都表路样没啦？哎呀，不吵了，啊，咱们家得约，但是呢，为你呢，这姑们呀得约，这呢，啊，靠，阿哪里没呀？不，这姑里没记住，听你点了你的。你干，啊，今天你不因为啥来？哦，妈没说，哎，这叫阿丹嘞呗，东山面的这叫，你偷看呀，咱们看呀，不啦？对吗？你偷着嘞？好比那送那上面，比着没喏？没那白比着没？好比，个把不讲看几多？Submit. Alo ba mẹ? Thao là xem giá trị ba lệ, lưu đi ba lúc đi, thao là chỉ để có cái chuyện. Không biết cái nào đi, cái khi nào lên, lưu đi ngang mà lưu chuyển tập pa cái tổ chức đấy, đi này mà chúng nó đã lẹ ỏng, nóပြောchuyện nào bảo vệ số nó, tập pa cái tổ chức đó, lưu đi ngang self independence là gì là chỉ là sao si là ok thì mà self independence là bao nhiêu mimi cô mimi chắc gì đấy không được nó self support mimi cô mimi independence là bao nhiêu independent thì cô mimi cô mimi rồi lần này tôi biết bám ao mà cô rồi là gì vậy quan này cô phải cô sao mấy nhà bà xài đâu sao đúng à bà lấy sao nó self center cô biết vậy cảm ơn mẹ asa kana u phaya shin a ja ro God center phaya de kin ko a mye na mi pyu ya a ko ja ro a mi ma pyu be ne mi ko mi lu le la aw phit de taw phaya de ga lu ri ne nga do do be ta pa bu tu ma mi ma pyu chin ko be lu le la ni chin de a twa jaw tu ri thao ra a tat ko ya chin ga a tat pin ma sa an do buအဲ့ဒီစားလို့ရှင်တော့ခုပြီးတော့စားလို့ရှင်တော့ထောင်ရအတက်ရှင်နေမယ်ခုမပြုဘူးဆိုပြီးတော့ရှေ့ခဏလေးကြမ်းချက်ကြုံမယ်23
လူဒီမိနစ်ထွက်တော်မြေ၌ရုပ်ရမိအကြောင်းထာဝရဘုရားသခင်သည်အေရင်ဥယျာဉ်ထဲကဖွင့်တယ်ဒီအာရမရှုံးတာလဲထာဝရအသက်ပင်ရှုံးတယ်အုတ်ထုတ်ရမယ်ရှင်မင်းရှုံးတယ်အေဒီဥယျာဉ်ရှုံးတယ်ပြီးတော့ခဏလေးရှင်းကြမယ်ထို့သောလူတို့ကိုထင်ထုတ်ပြီးလင်အသက်ပင်လားကိုစောင့်ရှောက်စေခြင်းကမြစ်စင်လက်နဲ့ကွာခေရဘီတို့ကိုဥယျာဉ်အရှိခံရလူသားအားလုံးရဲ့အစလူအာရနဲ့လူအေဝကလာဘယ်အနေနဲ့ထုတ်ချင်းခံရတာလဲအေဒီဥယျာဉ်ဘုရားခင်မြောက်ဟောက်တော်တယ်ဖြစ်ထုတ်ချင်းခံတယ်ဘုရားခင်နဲ့အဆက်အသွယ်မရှိနိုင်ဘူးထာဝရတမရတော့ဟုတ်တယ်နော်ထာဝရအတက်လဲစားဖို့အခွင့်အရေးရှိတော့ဘူးဝိညာဉ်တော်နဲ့လည်းဘယ်တရားဖွင့်ဖို့မရတော့ဘူးအလုံးနားလည်နေတဲ့ခွန်ဘုရားရှင်ကောင်းချီးပေးပါစေအာမင်အစစနေကြုံရပါဦးရာဇကျော်စေလိကဟုတ်ပြီလက်ပိုက်စီစဉ်ကတော့ကျွန်တော်တို့ဒီမှာခဏနားပြပါပေါ့နော်နေ့ရဲ့အစားဖြူရှိမယ်တနာရီကြည့်ကျွန်တော်တို့နားမယ်ပေါ့နော်ပြောဆက်လက်ပြပါတနာရီနဲ့3နာရီကြည့်ဆက်လက်တင်တာတော့တော့တနာကိုပြပါလေဆိုတော့ဒီနေ့မနေ့ပိုင်းဆိုတော့စတောင်းတဲ့ပတ်စတာပါလေစတောင်းချင်အပ်ကျွန်တော်တို့ဆုံးတာပြပါလေကျေးဇူးတော်ရှင်တော်ဘုရားကိုကျေးဇူးတင်တယ်နှုတ်ကပတ်တော်လေးဒီကျေးဇူးတင်တယ်ဒီနေ့ချမ်းသာတဲ့နှုတ်ကပတ်တော်လေးကျွန်တော်တို့တကယ်ပဲတော့နေတော့ရပြုလို့ကျေးဇူးတင်တယ်ကျွန်တော်တို့နားမလည်နိုင်ပြီးတော့ရနားလည်နိုင်တော့အခွင့်ကိုလည်းဆက်လက်ပြင်ဆင်ပြီးလို့ကျေးဇူးတင်တယ်ဆက်လက်ပြီးတော့မှကျွန်တော်တို့နေ့လေးစားဖို့ဒီကသုံးဆောင်ကြမှာဖြစ်ပါတယ်တော့ခေါ်အားဖြစ်စေပါပေါဝင်ပြီးတဲ့တို့ရောက်ရှင်းစတဲ့ကောင်းချီးဖြစ်စေပါသခင်ယေရှုနာမကိုပြုတဲ့ကျေးဇူးတော်ကိုချီးမွမ်းတဲ့သုံးဆောင်ကြရဖျားသခင်အာမင်ကောင်းချီးပါစေကျွန်တော်တို့နေရာဖယ်ပြီးတော့မှခုံကျွန်တော်တို့စီမယ်အဲဒီသင်စားကြမယ်နော်ဟုတ်ပြီအမေကတော့ကျွန်တော်တို့ဝါအောင်စားလို့ရတယ်ဟင်းဒီမလောက်မငါဖြစ်လေဒီခမေးပါဒီလိုအမေကတော့အဝကျွန်တော်တို့စားမယ်ပြီးတော့မှနေ့လေးမှာကျွန်တော်တို့ပြန်ပြီးတော့တနားရောက်တဲ့ပြန်စားမှာကြောက်တနားကြီးကျွန်တော်သားကြမှာ